down payment 12% Rama9 လို့ area မှာထပ်ပြီးတော့မရနိုင်တဲ့ project ကျွန်တော်တို့ဒီနေ့ live lecture လာ Rama9 ဆိုတဲ့ project ကြောင့်တော့ကျွန်တော်နည်းနည်းလေးရှင်းပြပေးမယ်ဒီ project ကကျွန်တော်တို့ Rama9 area ထဲမှာရှိတယ် project ကတော့ကျွန်တော်တို့ recommend ပေးရတဲ့အထဲမှာပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီချက်က location နဲ့တော်တော်လေးပြန်မရနိုင်ဘူးဒီနေရာမှာဒီလိုဈေးနဲ့ပေါ့အဲ့မှာဒီ Rama9 ရောလည်းကျွန်တော်တို့ကဒီ5မိနစ်လောက်နဲ့ရောက်မယ်ပြီးတော့ shuttle service နဲ့ပါလာသေးတယ်နားမှာဆိုရင် shopping mall တွေဖြစ်တဲ့ Fortune Town တို့ကျွန်တော်တို့က Central Rama9 တို့ဒီ mall တွေကလည်းရှိသေးတယ်အငှားဈေးကွက်ကလည်းရှိသေးတာအခန်းကိုကျွန်တော်ကောင်းဝဲတဲ့တောင်းကြတယ်ရမယ်ပေါ့ Dining price 28 square meter ကိုကျွန်တော် 3.8 million လောက်နဲ့ရမယ်ပေါ့ဒီရှိမှာဈေးတက်လာမဲ့ potential ရှိတယ်ပေါ့2020 quarter 2လောက်မှာပြီးမယ်ပေါ့ကျွန်တော်တို့အောက်တိုဘာလောက်မှာပြီးတယ်ပြောထားတယ်ဒါလေးဟာတော့ကျွန်တော်တို့ဒီ 1 bath plus 35 square meter လေးဖြစ်ပါတယ်ဗျာဒါလေးက kitchen လေးပါတယ်ပြီးတော့ဒီမှာဒါ living room ပြီးသွားရင်ကျွန်တော်တို့ဧည့်သည်ပိုင်းလာမယ်ဆိုရင်လည်းဒီရေချိုးကိုင်းတာသုံးလို့တော့ကဒါကိုအခန်းထဲကဖြတ်စရာမလိုပဲねကျွန်တော်တို့ဒီကနေပြီးတော့တစ်ခါတည်းဝင်လို့ရတယ်အခန်းထဲမှာဆိုရင်လည်းကျွန်တော်ကဒီတကားတစ်ပေါက်ထပ်ပြီးတော့ဒီရေချိုးကိုင်းတာလုပ်ပြီးထားတဲ့အတွက်ဒါ master bedroom လို့သုံးလို့ရတယ်ပေါ့ဒါလေးကတော့ Mari Barbers ပေါ့ဒီမှာကျွန်တော်တို့ဒါဆိုရင်တယောက်အိစာလောက်ရှိတယ် one bedroom ထိုးလို့ရတယ်ဘေးနားမှာ space တော်တော်ကျယ်သေးတယ်ပေါ့ပြီးသွားရင်ဒါကတော့ကျွန်တော်တို့ baconအောက်မှာကျွန်တော်ဒါ wish order ပါညာထားလို့ရတယ်။အဲကောင်နှလုံးပါမယ်ပေါ့။ဒါတော့တင်လေး one bath ပါ။ size အနေနဲ့ဆိုတော့1 square meter လောက်ရှိတယ်။အဲ့တော့အခုကျွန်တော်တို့ကဒီမှာနေနေအတိုင်းပဲဝင်ဝင်မှာကျွန်တော် sugar နေတာလေးရှိရယ်။ပြီးတော့ဒီမှာဒါ living room ပေါ့။ပြီးသွားရင်ဒါကတော့ကျွန်တော်တို့ဒီ kitchen separate လို့လည်းပြောလို့ရတယ်။1 square meter ကို3,300လောက်ပဲရှိတယ်ပေါ့။ဒါတော့ square meter အဖြစ်ဆိုလည်းဒါအသေးဆုံးလို့ပြောလို့ရ